ငါဒီလောက်ချစ်တာကိုဘာလို့နည်းနည်းလေးတောင်အိမ်မှမပြပေးနိုင်ရတာလဲဆိုပြီးမနေစိမ့်နဲ့မိကုန်းတွေအများကြီးမင်းနေမိတာပါခါတလေကြတော့24နာရီလုံးစောင့်ခဲ့ပြီးတာတော့9မိနစ်လောက်လေးတော့ကောင်းကောင်းမွန်မွန်စကားပြောခွင့်မရတဲ့အချိန်မှာအပနည်းနည်းလေးငဲ့ကြည့်ပေးစေချင်တာပါမင်းကိုစိတ်ဆိုးပိုင်ခွင့်လည်းမရှိပါဘူးစိတ်တူပိုင်ခွင့်လည်းရှိမနေပါဘူးဒီခါတလေကြတော့မင်းသာမရှိတော့ဘူးဆိုတဲ့အတွေးတွေဝင်လာရင်ကိုထိန်းလို့တင်းလို့မရတော့တာပါနေရာတကာမှာတစတိုးဆန္ဒမဟုတ်ပါဘူးမင်းကိုဆွလို့ရမယ်ဆိုတဲ့စကားတွေကြားတိုင်းမှာမဆွလို့ရတဲ့စိတ်နဲ့ကတ်တော်ညီနေတာပါခါတလေမှာကျွန်တော်တို့ကဒေါသတွေထပ်ပြီးအော်နေမိတာမဟုတ်ပါဘူးငါဒီလောက်ချစ်တာကိုဘာလို့မသိရတာလဲဆိုပြီးမချစ်တင်ခဲတွေဖြစ်နေမိတာပါ